Titan cameraman ပြန်လာပါပြီ။ဒါပေမဲ့ဒီတစ်ခါသူပြန်လာတဲ့ပုံစံကအရှင်နှောင်းကအမတို့တီးခဲ့တဲ့ Titan cameraman နဲ့မတူတော့ပါဘူး။ Astro Duchess ရဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတာကိုသူကကာကွယ်နေပါတယ်။လက်ထဲမှာဓာတ်ရှိတယ်။တိုက်ခိုက်မှုတွေဝင်လာရင်ဓာတ်နဲ့တားတယ်။ပြီးတော့အခွင့်အရေးရတာနဲ့သူ့ရဲ့စွမ်းအင်ကိုပြန်လွတ်တယ်။ဒီတစ်ခါ Titan cameraman ရဲ့စွမ်းအားကဘယ်အဆင့်ထိကိုရောက်လာပြီလဲ။ပြီးတော့သူ့ရဲ့စွမ်းအင်ကိုရရှိသွားတဲ့ Titan TV Man ကဘာလုပ်မလဲ။ပိုစိတ်ဝင်စားစရာကောင်းတာကသူတို့နှစ်ယောက်ပြန်ပြီးအသင်ဖြစ်လာတဲ့အချိန်မှာပဲကောင်းကင်ထက်ကနေ Astro တွေရဲ့တပ်ဖွဲ့ကြီးတစ်ခုရောက်လာပါတယ်။ဒီတစ်ခါတော့တာမန် Astro တွေမဟုတ်ပါဘူး။ Astro Mothership ပါရောက်လာတာပါ။အားလုံးပဲမင်္ဂလာပါ။ Coast-Town မြန်မာ Channel ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ Coast-Town မြန်မာမှာတော့ဒီ remake ထဲအဖြစ်အပျက်တွေကိုအစကနေပြန်ကြည့်ပြီးTitan cameraman ရဲ့ခန်းဘက်ကဘာကြောင့်ဒီလောက်ထိအရေးကြီးနေလဲ။သူရလာတဲ့စွမ်းအားတွေကဘာတွေလဲ။ပြီးတော့အဆုံးမှာ Astro Mothership ရောက်လာတာကဘာကိုဆိုလိုနိုင်လဲ။တဆင့်ချင်းစီပြန်ကြည့်သွားပါမယ်။ဇလန်းအစမှာတိုက်ပွဲကပြင်းထန်နေပါတယ်။ Astro Duchess က Titan cameraman ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်နေပါတယ်။ဒီတစ်ခါ Titan cameraman ကနောက်မဆုတ်ပါဘူး။ရှေ့ကိုတိုးဝင်လာပါတယ်။လက်ထဲကဓာတ်နဲ့တိုက်တယ်။ဝင်လာတဲ့တိုက်ခိုက်မှုတွေကိုဓာတ်နဲ့တားတယ်။ပြီးတော့အပြင်းထန်ပြန်တိုက်ပါတယ်။တိုက်ပွဲထဲမှာသူ့ရဲ့လှုပ်ရှားမှုတွေကတမျိုးတည်းမဟုတ်ပါဘူး။နီးလိုင်တာတိုက်ခိုက်မှုဝင်လာရင်တိုင်းအကွာဝေးရောက်သွားရင်သူ့ရဲ့စွမ်းအင်Titan cameraman ပြန်လာတာကိုကြည့်ရုံနဲ့တင်သူ့ရဲ့တိုက်ပွဲပုံစံပြောင်းသွားတာကိုသိတာပါတယ်။ဒါပေမဲ့ Astro Duchess ဘက်ကလည်းသူ့ကိုဒီလောက်နဲ့လွတ်ပေးဖို့မစင်စားထားပါဘူး။သူကတော်တော်လေးကိုကြမ်းတမ်းပြီးတိုက်ပွဲအတွက်အသင့်ဖြစ်နေတယ်လို့ကြောက်စရာလည်းကောင်းနေပါတယ်။သူက Titan cameraman ကိုတိုက်ခိုက်နေရင်အားနေပြီးလဲကျနေတဲ့ Titan TV Man ကိုပါတိုက်ခိုက်နေတာပါ။ဒါပေမဲ့အဲ့ဒီမှာဘယ်သူမှမရှိတော့ပါဘူး။ Titan cameraman ကအနောက်ကနေရောက်လာပြီးနင်ငါ့ကိုရှာနေတာလားလို့ပြောပြီးအနီးကစွမ်းရင်တွေနဲ့ပြစ်ခတ်ပါတယ်။ဒီနောက်ရုတ်တရက်တိုက်ပွဲထက်ကိုနောက်ထပ် Astro ရင်ကြီးတစ်စင်ဝင်လာပါတယ်။အရွယ်စားကအရင် Astro တွေထက်အများကြီးကြီးမားပါတယ်။ပြီးတော့ရင်ကြီးကနေစွမ်းရင်ရောင်ကြီးတွေထွက်လာပါတယ်။တစ်ချက်နောက်တစ်ချက်Titan cameraman စီကိုတိုက်ရိုက်ပစ်ချလာပါတယ်။ဒီတစ်ခါတော့ Titan cameraman ကသူ့ရဲ့ဒိုင်းကိုရှေ့မှာကာထားလိုက်ပါတယ်။ရောင်ကြီးကဒိုင်းကိုထိသွားတယ်။ဒါပေမဲ့သူကနောက်ဆုတ်မသွားပါဘူး။တိုက်ခိုက်မှုတွေကြားမှာပဲရက်နေပါတယ်။ခဏကြာတော့သူ့ဘက်ကပြန်လှုပ်ရှားလာပါတယ်။လက်ထဲမှာစွမ်းအင်တွေစုစည်းလာတယ်။ပြီးတော့ရှုံးတော့မလို့ဖြစ်နေချိန်မှာပဲအဲ့ဒီစွမ်းအင်ကို Astro ရင်ကြီးစီတိုက်ရိုက်ပြန်လွှတ်လိုက်ပါတယ်။တစ်ချက်တည်းနဲ့ Astro ရင်ကြီးထိမှန်သွားတယ်။သူတစ်ချက်ကြက်သေးသွားပြီးနောက်ထပ်ခဏလေးအကြာမှာတော့သူ့မှာရှိတဲ့စွမ်းရည်အချို့နဲ့ထပ်မံပစ်ခတ်ခဲ့ပေမဲ့ Titan cameraman ကဒါကိုတိုင်းနဲ့ကာကွယ်ပြီးသူ့ရဲ့ဓာတ်နဲ့ Astro ကိုအဆုံးသတ်လိုက်ပါတယ်။ Titan cameraman ရဲ့ခန်းဘက်ကိုပြသတဲ့နေရာမှာဒီတိုက်ပွဲကအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့သူကပြန်လာရုံတည်းမဟုတ်ဘူး။ပြန်လာပြီးတကယ်တိုက်နိုင်တဲ့အဆင့်ကိုရောက်နေပြီဆိုတာကိုပြသလိုက်တာပါ။ဒီနောက်မှာတော့ Astro Duchess အလဲပါ Astro Duchess ကိုလည်းအဆုံးသတ်ပေးလိုက်ပြီးသူမရဲ့တက်ပြားကြီးကိုတော့အရယူခဲ့ပါတယ်။ဒါပေမဲ့တိုက်ပွဲပြီးသွားတာနဲ့ဆက်လန်းက Titan cameraman စီမှာပဲမရက်ပါဘူး။မြင်ကွင်းကပြောင်းသွားပါတယ်။အမောင်ထဲမှာ Titan TV Man ရှိနေပါတယ်။သူ့အခြေအနေကတော့မကောင်းပါဘူး။စွမ်းအင်ကုန်ခန်းနေပြီးအားရင်ပြန်ရဖို့လိုအပ်နေပါတယ်။အဲ့ဒီအချိန်မှာ Titan cameraman ရောက်လာပါတယ်။သူက Titan TV Man ရဲ့အနားကိုသွားတယ်။ပြီးတော့ Titan TV Man ကိုဒီအတိုင်းပဲရက်နေပါလို့ပြောပြီးသူ့စီမှာရှိနေတဲ့စွမ်းအင်ကို Titan TV Man ရဲ့ခိုးထဲကိုပို့ပေးလိုက်ပါတယ်။တဖြည်းဖြည်းနဲ့ခိုးထဲမှာစွမ်းအင်ပြန်ဝင်လာပါတယ်။ Titan TV Man ရဲ့အခြေအနေလည်းပြန်ပြီးတော့ကောင်းလာပါတယ်။ပြီးတော့သူက Titan cameraman ဖက်ကိုလက်မထောင်ပြပါတယ်။အဲ့ဒီလက်မထောင်တာလေးကရိုးရိုးလေးပါပဲ။ဒါပေမဲ့ဒီခန်းတစ်ခန်းလုံးကိုပြန်ကြည့်လိုက်မယ်ဆိုရင်အတိတ်ပဲကရှင်းပါတယ်။အစမှာ Titan cameraman က Astro တွေကိုတိုက်နေခဲ့တယ်။အခုတော့သူ့ရဲ့စွမ်းအင်ကိုနောက်ထပ် Titan တယောက်ကိုပြန်ပေးလိုက်ပါတယ်။တစ်ယောက်ကပြန်လာတယ်။နောက်တစ်ယောက်ကလည်းပြန်နိုးထလာတယ်။နှစ်ယောက်လုံးပြန်ရက်နိုင်ပါပြီ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတစုံတစ်ခုရောက်လာပါတယ်။အဝေးကနေ Astro ရင်တွေပေါ်လာပါတယ်။တစ်စင်နှစ်စင်ပြီးတော့နောက်ထပ်ရင်တွေပါဆက်တိုက်ဝင်လာပါတယ်။
အခုနလေးတင်တိုက်ပွဲရပြီးသွားတာပါ Titan TV Man ကလည်းအခုမှစွမ်းအင်ပြန်ရလာတာပါ Titan Cameraman ကလည်းတိုက်ပွဲထဲမှာသူ့ရဲ့စွမ်းအားကိုအပြည့်အဝပြသပေးသွားပြီဒါပေမဲ့အခု Astro တွေကပြန်ရောက်လာတဲ့အခါအရှင်ထက်ပိုများလာပါတယ်ပြီးတော့အဲ့ဒီရှင်တွေရဲ့နောက်မှာတဆုံတစ်ခုပေါ်လာပါတယ်အစပိုင်းမှာတော့အဝေးကအရေးကြီးတစ်ခုလိုပဲမြင်ရပါတယ်နည်းနည်းနီးလာတော့အရွယ်စားကိုတိတာလာပါတယ်ပြီးတော့အဲ့ဒီယာကပါလဲဆိုတာရှင်းသွားပါတယ်အဲ့ဒါကတော့ Astro Mothership ပါအကြီးစား Astro ရင်ကြီးကသူတို့ရှေ့မှာပေါ်လာပါတယ်အဲ့ဒီအချိန်မှာတော့ Titan Cameraman နဲ့ Titan TV Man တို့နှစ်ယောက်လုံးတိုက်ပွဲအတွက်ပြန်ပြင်းနေရပါပြီဒါပေမဲ့သူတို့ရှေ့ကရန်သူကအရှင်နှုံးကရင်ဆိုင်ခဲ့ရတဲ့ Astro တွေထက်အများကြီးကိုကြီးမားပါတယ်အခုနလေးတင် Titan Cameraman က Astro ရင်ကြီးတစ်စင်းကိုဖျက်ဆီးခဲ့တယ် Astro Duchess ကိုလည်းချိန်မုန်းခဲ့တယ် Titan TV Man ကလည်းစွမ်းအင်ပြန်ရလာတယ်ပြီးတော့ Astro ဘက်က Mothership နဲ့တူအင်အားတက်အောင်တင်းနဲ့ပြန်ရောက်လာတယ်အဲ့ဒီမြင်ကွင်းမှာပဲဆက်လန်းလေးကပြီးဆုံးသွားပါတယ်ဒီပိုင်းတစ်ခုလုံးကိုပြန်ကြည့်မယ်ဆိုရင်အတီကအချက်က Titan TV Man စွမ်းအင်ပြန်ရတာတခုတည်းမဟုတ်ပါဘူး Titan Cameraman ရဲ့ခံဘက်ကပိုပြီးထင်ရှားပါတယ်သူပြန်လာပြီး Astro တွေကိုတိုက်တယ်ဓာတ်နဲ့တိုက်တယ်ဒိုင်းနဲ့ကာတယ်ပြီးတော့စွမ်းအင်နဲ့အဝေးကနေပြန်တိုက်နိုင်တယ်အကြီးစား Astro ရင်တစင်းကိုတော့မှဖျက်ဆီးလိုက်နိုင်ပါတယ်ပြီးတော့သူ့ရဲ့စွမ်းအင်ကိုအသုံးပြုပြီး Titan TV Man ကိုပါပြန်အားဖြည့်ပေးလိုက်ပါတယ်ဒါကြောင့်ဒီအပိုင်းမှာ Titan Cameraman ကတိုက်ခိုက်နိုင်တဲ့ Titan တယောက်ဖြစ်ပြန်လာတာထက်တခြား Titan ကိုပါပြန်ရက်တည်နိုင်အောင်လုပ်ပေးနိုင်တဲ့အဆင့်ကိုရောက်လာတာမြင်ရပါတယ်ဒါပေမဲ့အဲ့ဒီအရာတွေအားလုံးပြီးသွားတဲ့အချိန်မှာပဲ Astro Mothership ရောက်လာပါတယ်ဒါကြောင့်နောက်အပိုင်းမှာဘာဖြစ်မလဲဆိုတာကတော့တကယ်စိတ်ဝင်စားစရာပါ Mothership က Titan ယောက်ကိုတိုက်ဖို့ရောက်လာတာလားဒါမှမဟုတ်သူတို့ရဲ့ရည်ရွယ်ချက်ကတခြားတစ်ခုလားဒီအပိုင်းထဲမှာတော့အတီးပြုတ်နိုင်တဲ့အချက်မရှိသေးပါဘူးရှင်ဒါကြောင့်အခုချိန်မှာတော့ဖြစ်နိုင်ခြေတစ်ခုအနေနဲ့ပဲထားရပါမယ် Titan Cameraman ပြန်လာတယ် Titan TV Man လည်းပြန်အားရလာတယ်နှစ်ယောက်လုံးပြန်ပြီးရပ်နိုင်တဲ့အချိန်မှာကောင်းကင်ထက်မှာ Astro Mothership ရောက်လာတယ်ဒီတော့အခုမှအခြေအနေကောင်းလာတယ်လို့ထင်ရတဲ့အချိန်မှာပဲနောက်ထပ်ပိုကြီးမားတဲ့တိုက်ပွဲတစ်ခုကစောင့်နေပါတယ်ပြီးတော့ဒီpart 2ရဲ့အဆုံးမှာကြံခဲ့တာကအဖြစ်တစ်ခုမဟုတ်ပါဘူးမေခွန်းတစ်ခုပါ Titan Cameraman ရဲ့ဒီစွမ်းအားတွေနဲ့ Titan TV Man ရဲ့ပြန်လည်ရရှိလာတဲ့စွမ်းအင်နှစ်ခုလုံးပေါင်းပြီး Astro Mothership ကိုရင်ဆိုင်နိုင်မလားအဲ့ဒီအဖြစ်ကိုတော့ part 3မှာဆက်ကြည့်ရမှာပါဒီကနေ့ Coast Town မြန်မာကနေ Skibidi Toilet 77 Part 2 Remake ကိုဒီလောက်နဲ့ပဲပြန်လည်သုံးသပ်ပေးလိုက်ပါတယ်ဒီတစ်ချိန်ပြန်လာတဲ့ Titan Cameraman ရဲ့စွမ်းအားကအရှင်ကတည်းဘလောက်တောင်ကွာခြားလာပြီလို့ထင်လဲပြီးတော့ Astro Mothership ရောက်လာတာကနောက်ပိုင်းအတွက်ဘာကိုပြင်ဆင်ထားတာဖြစ်မလဲအမြင်တွေကို comment မှာပြောခဲ့ပါရှင်နောက်ထပ် Skibidi Toilet ရဲ့မမြင်မိခဲ့တဲ့အသေးစိတ်ချက်လက်တွေကိုဆက်လန့်အတိုင်းပြန်လည်ရှာဖွေချင်နေဆိုရင်တော့ Coast Town မြန်မာကို Subscribe လုပ်ထားခဲ့ပါနော်နောက်ပိုင်းတွေမှာပြန်တွေ့ကြပါမယ်ရှင်